Hi NSI မြန်မာကနေကြိုဆိုပါတယ်လူတွေကကိုကာကွယ်ဖို့အတွက်နည်းလမ်းမျိုးစုံအသုံးပြုတတ်ကြတယ်တချို့ကတော့ဘယ်သူမှအနာအကန့်မခံပဲရေခဲတဲ့တိုင်းကြီးတိဆောက်ထားတယ်လို့တချို့ကြတော့လည်းလူတိုင်းနဲ့တဲ့အောင်ပေါင်းအမြဲတမ်းပြုံးပျော်ရွှင်နေပြီးသူတို့ရဲ့ခံစားချက်အစစ်အမှန်တွေကိုဖုံးကွယ်ထားတတ်ကြပါတယ်ဒီနေ့ပြောပြပေးမယ် The Rampart of Ice ဆိုတဲ့ကားလေးကဒီလိုဆန့်ကျင်ဘက်အကာအကွယ်တွေကိုစီတိဆောက်ထားတဲ့လူငယ်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ anime တစ်ခုဖြစ်ပါတယ် Slice of Life Romance ကားကောင်းလေးတစ်ကားဖြစ်တယ်လို့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုတည်တည်ချာချာထွန်းဖောက်ပြသွားမယ့် anime တစ်ခုဖြစ်လို့ကဲလက်ဖက်ရည်လေးတစ်ခွက်ငှက် earphone လေးတက်ပြီးတော့ဆက်လက်နားထောင်လိုက်ကြအောင်ဗျာဇလန်ရဲ့အဓိကမင်းသမီးဖြစ်တဲ့ Koyuki Hikawa ကတော့ကျောင်းမှာနာမည်ကြီးပဲဗျလှတော့လှတယ်ဒါပေမဲ့အေးဆက်ဆက်ကောင်းမှလေးဆိုပြီးလူတွေကသတ်မှတ်ကြတယ်သူမကဘသူကမှလည်းစကားမပြောဘူးအမြဲတမ်းမျက်နှာတည်နေတယောက်ထင်နေတတ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တကယ်တော့ Koyuki ဟာမာနကြီးလို့မဟုတ်ပါဘူးဗျာသူမကအလဲတန်းကျောင်းတုန်းကသူတငယ်ချင်းတွေကြားမှာနားလည်မှုလွဲတာတွေလူရအတွင်းမခံရတဲ့စိတ်ဒဏ်ရာတွေအများကြီးရိုက်ခဲ့ပူပါတယ်ဒီလိုခံစားရလုံးတော့ငါသာဘသူနဲ့မှအပေါင်းအသင်းမလုပ်ပတ်သက်မှုမရှိတော့ရင်နာကျင်စရာမလိုတော့ဘူးဆိုပြီးတော့ကိုကာကွယ်ဖို့အတွက်ဒီခဲတိုင်းကြီးတစ်ခုကိုတိဆောက်လိုက်ပါတယ်အဲ့ဒီလိုအစ်ဆက်နေတဲ့သူမရဲ့ကဘာလေးတွေကိုဇွတ်အသင်းဝင်လာသူကတော့မီနာတူအမမီယာပဲဖြစ်ပါတယ်သူကတော့မင်းသမီးနဲ့လုံးဝဆန့်ကျင်ဘက်အကြောင်းမှလူတိုင်းနဲ့တဲ့တဲ့စကားအယံများတဲ့ extrovert တယောက်ပေါ့သူကကိုယူကီရဲ့ထူးခြားတဲ့အမူအရာတွေကိုသဘောကျပြီးအနာကိုအမြဲတမ်းကတ်နေတတ်ပါတယ်အပေါ်ယံကြည့်မှဆိုရင်တော့မီနာတိုကနေရထိုင်ရပေါ်ပါလွတ်လပ်ပြီးဘာဘူးပဲမရှိတဲ့သူလို့ထင်ရပါတယ်ဒါပေမဲ့တကယ်တော့မီနာတိုမှာလေးလွတ်ချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီအမြဲတမ်းပြုံးမြော်ရွှင်နေတဲ့တွင်မြင့်ကြီးကလည်းကိုယူကီလိုတိုင်းကြီးတစ်ခုလိုဖြစ်နေတာပါပဲမီနာတိုကပဝန်းကျင်အခြေအနေကိုအရန်အကဲခက်လွန်တဲ့သူတယောက် highly sensitive person တယောက်ပေါ့ဗျာသူကလူတွေရဲ့မျက်နှာရိပ်မျက်နှာကဲကိုအရန်ကြည့်တတ်ပြီးသူများတွေစိတ်အနှောက်အယှက်ဖြစ်မှာသူများတွေအစင်မပြေမှာကိုအရန်ကြောက်တတ်တဲ့လူတယောက်ပေါ့အဲဒီတော့လူတိုင်းသဘောကျအောင်ပြဿနာမဖြစ်အောင်ကိုဖိအားပေးပြီးအမြဲတမ်းလူကောင်းတယောက်လိုဟန်ဆောင်နေတာပေါ့ဗျာအချိန်ကြီးကြာတော့ဒီလိုဟန်ဆောင်ရတာသူ့အတွက်အရန်ကိုပင်ပန်းလာတယ်လူတွေကြားထဲမှာရှိနေတော့သူ့ရဲ့စိတ်ကအမြဲကိုမွန်းကျက်နေရပါတယ်ဒီလိုပင်ပန်းမှုတွေကိုဘယ်သူကမှတတိမထားမိကြပေမဲ့အေးဆက်ဆက်နဲ့ဘယ်သူမှဂရုမစိုက်ဘူးလို့ထင်ရတဲ့ကိုယူကီကတော့မီနာတိုရဲ့ဟန်ဆောင်မှုတွေအောက်ကတကယ်အစစ်မှန်ခံစားချက်တွေကိုအရင်ဆုံးသိသွားခဲ့ပါတယ်သူတို့နဲ့အပြင်ပန်းမှာဆန့်ကျင်ဘက်တွေလို့ထင်ရပေမဲ့တကယ်တမ်းတော့လူတွေနဲ့ပတ်သက်ရမှာကြောက်ရွံ့ပြီးကိုတတိုင်းထပ်ထားတဲ့နေရာမှာတော့တူညီတဲ့လူနှစ်ယောက်ဖြစ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီကားမှာကိုယူကီနဲ့မီနာတိုနှစ်ယောက်တည်းကိုပဲအာရုံစိုက်ထားတာတော့မဟုတ်ဘူးဗျဘေးက supporting ဇက်ကောင်တွေဖြစ်တဲ့ကျောင်းရဲ့ idol မင်းသမီးကျော်လေးမီကီနဲ့ယိုတာတို့ရဲ့ဇက်လန်းတွေကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အထူးသဖြင့်မီကီဆိုရင်အပြင်ဘက်မှာအားကျစရာကောင်းပေမဲ့အတွင်းစိတ်မှာသူတစ်ပါးအကြိုက်လိုက်လို့ပေးရင်ကိုပျောက်ဆုံးနေတဲ့လူငယ်တယောက်ရဲ့တရုပ်ကိုပြီးပြင်းအောင်ပြသထားပါတယ်ဒီဇက်ကောင်လေးယောက်စလုံးမှာကိုစီအားနည်းချက်တွေလျှို့ဝှက်ချက်တွေရှိနေကြပါတယ်သူတို့လေးယောက်ဆုံးမိသွားတဲ့အခါမှာတယောက်ရဲ့အားနည်းချက်တွေကိုတယောက်ကဘယ်လိုဖိမှတ်ကူညီကြမလဲနားလည်မှုအလွဲတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာဒီ anime ရဲ့အဓိကဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်အချို့အပြင်ပြောရရင် The Rampart of Ice ဟာတမန်အချစ်ဇာတ်ကားတစ်ခုထက်အများကြီးပိုတယ်ရေခဲလိုအေးဆက်တဲ့တိုင်းနောက်ကကိုယူကီနဲ့အမြဲတမ်းပြုံးနေနောက်မှာပုံနေတဲ့မီနာတိုတို့တယောက်ရဲ့တရားကိုနောက်တစ်ယောက်ကဘယ်လိုပူစားမလဲဆိုတာကိုအေးချမ်းခန်းစားကြည့်ရှုရမယ့် masterpiece တစ်ခုဖြစ်ပါတယ်ကိုယ်တိုင်လည်းလူတွေကြားမှာမီနာတိုလိုအပြုံးတွေနဲ့ဟန်ဆောင်နေရတယ်လို့ခန်းစားရဘူးလားဗျဒါမှမဟုတ်ကိုယူကီလိုရေခဲတဲ့တိုင်းကြီးခတ်ထားမိပြီလား comment မှာရင်ဖွင့်သွားလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ Anysign မြန်မာ channel လေးကို like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်ဗျာနောက်ထပ်လည်းဒီလိုခံစားမှုအပြည့်ပါတဲ့ anime reviews တွေကိုအကောင်းဆုံးတင်ဆက်သွားမှာမလို့ဆက်လက်အားပေးလိုက်ပါအောင်ဗျာအားလုံးတရားတဲ့နေ့လေးတစ်ခုဖြစ်ပါစေ bye bye